ဂျက်ကဘာဖြစ်တာလဲဆိုတာတီးဖို့နောက်လှည့်ကြည့်လိုက်တဲ့အခါအဝေးမှာလေရင်တစင်းပြတ်ကျနေတာကိုမြင်လိုက်ရပါတယ်။ဟော့ကိန်းတွေတကယ်ဖြစ်လာပြီဆိုတာကြက်တီသွားပါပြီ။သူကပြတ်ကျတဲ့နေရာစီကိုအစွမ်းကုန်အမြန်ပြေးသွားခဲ့ပါတယ်။တနေရာလုံးမှာမီးတွေလောင်ပြီးပျက်စီးနေပေမဲ့ခရီးသည်တချို့အသက်ရှင်နေတာကိုသူတွေ့လိုက်ရပါတယ်။ပောက်ကွဲမှုအပြီးတေဆုံးသူ80တယောက်ဆိုတဲ့ဟော့ကိန်းကိုချိုးဖျက်ဖို့အတွက်ဂျက်ကလူတွေကိုအသေးအတန်ကယ်တင်ခဲ့ပါတယ်။ဒါကမဖြစ်နိုင်မှန်းသိတာနေပေမဲ့လည်းသူကတော့လက်မလျှော့ပဲစူးစမ်းနေခဲ့ပါတယ်။မကြခင်မှာကယ်ဆယ်ရေးအဖွဲ့တွေရောက်လာတာကြောင့်ဂျက်လည်းခဏတော့အသက်ရှူချောင်သွားခဲ့ပါတယ်။ဒါပေမဲ့ပျက်စီးဆုံးရှုံးမှုတွေကိုလှည့်ကြည့်လိုက်တဲ့အခါမှာတော့သူ့စိတ်ထဲမှာကုကယ်ရမဲ့မှုတွေစီးဆင်းလာပါတော့တယ်။တေဆုံးသူရေအတွက်မားပါစေလို့ပဲသူဆူတောင်းနေမိပါတယ်။ဒါပေမဲ့အိမ်ပြန်ရောက်တဲ့အခါသတင်းထဲမှာတေဆုံးသူ80တယောက်ဆိုတာကိုကြားလိုက်ရလို့သူ့တုံးလှုပ်သွားခဲ့ရပါတယ်။အဲ့ဒီနောက်မှာပဲသူ့သူငယ်ချင်းရောက်လာပြီးဟော့ကိန်းကအစ်စ်အမှန်ဖြစ်ကြောင်းယုံကြည်သွားပေမဲ့ဂျက်ကတော့သူ့ကိုယ်သူတန်တရားဝင်လာပါတယ်။သူ့သားစီကိုဒီစာရက်ရောက်လာကြတဲ့ကသူလေရင်ပြတ်ကျတဲ့နေရာကိုရောက်သွားတဲ့အထိအရာအလုံးကတစုံတစ်ယောက်ကသူ့ကိုဓာရီထားဖို့လမ်းညွှန်နေတယ်လို့မျိုးတိုက်ဆိုင်လုံးနေလို့ပါပဲ။သူငယ်ချင်းဖြစ်သူကဒီကိစ္စထဲဝင်မပါဖို့တားပေမဲ့ဂျက်ကတော့လက်မခံပါဘူး။အကြောင်းကတော့မိလောင်ပြီးတေဆုံးခဲ့တဲ့သူ့ဇနီးရဲ့ရက်ဆွဲကလည်းဒီစရင်းထဲမှာပါနေတယ်လို့နောက်ဆုံးရက်ဆွဲမှာတော့တေဆုံးသူရေအတွက်ရောတီနေရပါမရှိတာကြောင့်ဒါဟာအမိမတိကပ်ပေးကြီးတစ်ခုဖြစ်နေလို့ပါပဲ။ကံကြမ္မာကနောက်တစ်ကြိမ်ထပ်ပြီးမရက်ဆက်ပါစေနဲ့လို့သူဆူတောင်းရင်နောက်တစ်နေ့မှာစာရေးခဲ့တဲ့မိန်းကလေးရဲ့ဆရာမဟောင်းစီကိုတွားရောက်ခဲ့ပါတယ်။အမတ်တရဘူးမြုပ်နှံတဲ့နေ့ကအေမီရဲ့အမူအရာကိုမေးတဲ့အခါဆရာမရဲ့မျက်နှာကပြတ်သွားပါတယ်။အေမီကဗီဒီယိုတကားကိုလက်သီးနဲ့ကုတ်ချစ်နေခဲ့တာကိုဆရာမကပြန်မှတ်ရနေပါတယ်။ဂျက်ကဘာလို့အဲ့ဒီလိုလုပ်တာလဲလို့မေးပေမဲ့ဆရာမကမသိပါဘူး။သူမသိတာကတော့အေမီဟာတစ်ချိန်လုံးကိန်းကနန်းတွေယူယူမူမူရေးနေခဲ့လို့စာရွက်ကိုတင်လိုက်ရတယ်ဆိုတာပါပဲ။ဂျက်ကစာရွက်ကိုပြပြီးအေမီရေးတာလားလို့မေးတဲ့အခါဆရာမကအတီးပြုတ်ပေးခဲ့ပါတယ်။ဂျက်ကအေမီနဲ့တွေ့ကျင်တယ်လို့ပြောပေမဲ့အေမီတေဆုံးသွားတာကြာပြီလို့ဆရာမကဆိုပါတယ်။လမ်းဆက်ပြောက်သွားတယ်လို့ဖြစ်နေပေမဲ့ဂျက်ကတော့အရှုံးမပေးပဲအေမီနာမည်ကိုအွန်လိုင်းမှာရှာကြည့်တဲ့အခါသူမဟာကိုတေချောင်းကြံစီခဲ့တဲ့သတင်းကိုတွေ့လိုက်ရပါတယ်။သတင်းထဲမှာသူမသမီးတစ်ယောက်ကြံခဲ့တယ်လို့ပါရှိတာကြောင့်ဂျက်ကအဲ့ဒီသမီးစီမှာတခုခုသိနိုင်လိမ့်မယ်လို့တွေးလိုက်ပါတယ်။နောက်တစ်နေ့မနက်မှာတော့သူကလိပ်စာအတိုင်းလိုက်သွားပြီးတဘာဝတမိုင်းပြတိုက်မှာသူမတို့သားမိကိုတွေ့အောင်ရှာခဲ့ပါတယ်။ဂျက်ကတာမန်ကာချန်ကပဲချင်းကပ်ဖို့စူးစမ်းပါတယ်။ကောင်မလေးကဝမ်ပူလီတွေကိုကြိုက်မှန်းသိတာကြောင့်သူ့သားကိုသွားစကားပြောခိုင်းလိုက်ပါတယ်။ကလေးတွေကခဏချင်းခင်သွားကြတယ်လို့ဂျက်လည်းကယ်လီနဲ့စကားဆက်မိပြောခွင့်ရခဲ့ပါတယ်။စကားပြောရင်းနဲ့ကယ်လီကလည်းတကိုရီမိခင်တယောက်ဆိုတာသိလိုက်ရပြီးသူတို့ပိုခင်မင်သွားကြပါတယ်။အချိန်တန်ပြီလို့ထင်တဲ့အခါမှာတော့ဂျက်ကသူတို့ဆောင်ကတိုက်ဆိုင်မှုမဟုတ်ကြောင်းနဲ့သူမကိုရှာနေတာဖြစ်ကြောင်းဖွင့်ပြောလိုက်ပါတယ်။ကယ်လီကနားမလည်ဖြစ်နေတော့ဂျက်ကသူမရဲ့အမေမှာထူးခြားတဲ့စွမ်းရည်ရှိမှန်းသိလားလို့မေးလိုက်ပါတယ်။ဂျက်ကသူ့ရဲ့အလုပ်ကိုင်ကိုတက်တည်ပြပြီးစာရွက်ကိုထုတ်ပြကာသူမမေရေးခဲ့တဲ့ဟော့ကိန်းတွေအကြောင်းရှင်းပြလိုက်ပါတယ်။သူကနောက်ထပ်ဖြစ်မဲ့ကပ်ပေးကိုတားချင်တာကြောင့်ကယ်လီစီကလမ်းစပ်ကိုမျှော်လင့်နေတာပါ။ဒါပေမဲ့ကယ်လီကတော့ဒါဟာယူးကြောင်ကြောင်နိုင်လာတယ်လို့ထင်ပြီးသမီးကိုခေါ်ကာထွက်သွားဖို့ပြင်ပါတယ်။ဂျက်ကပြစ်ချခဲ့တဲ့လေရင်သတင်းကဒီစရင်းထဲမှာပါပြီးသားဖြစ်ကြောင်းနဲ့မနက်ဖြန်နယူးယောက်မြို့မှာလူပေါင်း190တေဆုံးမဲ့ကပ်ပေးတစ်ခုရှိနေကြောင်းအသေးအတန်ပြောပြပါတယ်။ကယ်လီကထိတ်လန့်သွားပေမဲ့လည်းဂျက်ကိုကူညီဖို့ညှင်းဆိုခဲ့ပါတယ်။ဂျက်မှာအိမ်ပြန်ရုံကလွဲလို့အခြားလည်းမရှိတော့ပါဘူး။ဒါပေမဲ့အဲ့ဒီညမှာပဲအိမ်ရှိမှာကားတစ်စီးလာရက်ပါတယ်။ကားထဲမှာတော့မျက်နှာမမြင်ရတဲ့လူနှစ်ယောက်ရှိနေပြီးကားရဲ့အာယုံ